OK 毛毛面嘛，OK 毛面也，难道就是那个毛面鸡肉嘞？南边的六千的六十斤，南边的南千的南十斤肉，幺十斤不幺十斤不的，咱们民间的那边高木的苦，有别的高木有别的当初吹的，这都当初吹来的是，过夜比过夜没有。南边的六千的六十斤，南边的南千的南十斤，幺十八斤，幺十八斤是的高面的当初吹的，喏。高面的当初吹了，把我吹了的是，有这个乌镇路也，不要面做把个瓦个你比了，你把路也没有那些俺把乌镇路的，干嘛一把那乌镇的好标给好给喏，后来说那时候没有那个，俺他话把那别人那搞那个那得起呢，俺们那北上多路线呢，俺们也在这米地个，我都搞木就比了，人家呢，别为家里面路那米把路那时候没有那些个。干嘛有这个爱这个，慢慢呀你呢，学习别的，喏，那的米的呀，那的米的呀，我的呀，结果说谈商别的，大家么样，米米多呢，一个多啊的，我讲究比较过来，米饭那把我的，高阳都给你要求过的，讲究不了，高门古多就别的，我真多呀，这个有这个嘛的，看那呀来不过来啊，我的，你过呀，别米多的路呗，我真多呀。看那些得请假耶，得收养嘛的，大家么人家说别个，没人南边不会得的，只会南边啊，没人南边不会得的的，俺တို့ဒီ没人南地人家的不会得的，ဖြစ်နေတယ်တဲ့နော်ခန္ဓာကိုယ်ကြီးကအမြဲတမ်းနေရမှာလားသိရမှာလားဆိုရင်သိရမယ်ခန္ဓာကိုယ်ကြီးပိုင်ထားတာနော်သိရမယ်ခန္ဓာကိုယ်ကြီးပိုင်ထားတဲ့အတွက်မိမိတို့ဒီမှာဘာလို့ရမှာလဲဆိုကုသိုလ်ကောင်းမှုတွေများစွာပြုရမယ်ကုသိုလ်ကောင်းမှုတွေများစွာဘာကြောင့်ပြုရမှာလဲဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးဟာဥစဉ်တို့ဟာမမြဲတဲ့ခန္ဓာကိုယ်ကြီးကိုပိုင်းထားတဲ့အတွက်မြဲစေတတ်တဲ့ကုသိုလ်တွေပြုရမှာပေါ့နော်မြဲစေတတ်တဲ့ကုသိုလ်တွေကဘယ်လိုကြီးအကျိုးပေးမှာလဲဆိုနိဗ္ဗာန်ကြီးအကျိုးပေးမှာပဲနော်တကားတော့ဒကာကြီးကအခုကမိဘနှစ်ပါးရဲ့ကိုယ်စားကိုဒကာကြီးတို့မောင်နှမလေးပြီးကုသိုလ်ကောင်းမှုတွေပြုပေးတဲ့အခါကျတော့ကုသိုလ်ကောင်းမှုတွေအကျိုးတွေကိုနောက်ပြီးတော့အမြတ်တမ်းပေးဝေမယ်အမြတ်တမ်းပေးဝေတဲ့အခါမှာမိမိတို့အနေနဲ့ငါတို့ရဲ့ပြည်မြေရပါစေရပြီးတော့ကုသိုလ်အမြတ်ရဲ့အကျိုးကြောင့်လူချမ်းသာလူစည်းစိမ်နတ်ချမ်းသာနတ်စည်းစိမ်ရပါစေဆိုပြီးတော့ဒီစိတ်တန်ထားတယ်ဟုတ်တယ်မလားဒီဆိုလို့ရှိရင်မိမိတို့အနေနဲ့ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဦးဇင်းတို့တရားမကြီးတို့ကရရှိလာတဲ့နဝကာမကိုအကြောင်းပြုဖွင့်ချစိတ်ပြန်ပြီးတော့ကိုယ့်ရဲ့အပြင်မြေတို့သူရဒါနပြုတော့အဲ့ဒီကုသိုလ်ကတော့ကာမကုသိုလ်တွေတရားမကြီးတို့တဏ္ဍာမှာဥစ္စာပထမရလိုက်တယ်ဥစ္စာပထမရလာတဲ့တဏ္ဍာကုံကုသိုလ်တွေနောက်ပြီးတော့၅ပါးသီလကုသိုလ်တွေနောက်ပြီးတော့ဒီတရားနာကြတဲ့ဓမ္မသဝနာကုသိုလ်တွေပြုတတ်တဲ့ဒါနကုသိုလ်တွေအဲ့ဒီကုသိုလ်တွေကိုယ့်ရဲ့မိဘနှစ်ပါးကိုအများတန်ပေးပြီးအများတန်းပေးဝေတဲ့အခါမှာရရှိပါစေရောက်ရှိပါစေကောင်းမြတ်တဲ့အကျိုးအာနိသင်တွေရပါစေခံစားနိုင်ပါစေလို့ပြီးတော့ဒီစိတ်တန်ထားတယ်။အဲ့ဒီရဲတန်ထားတဲ့ကိုယ့်ရဲ့မိဘနှစ်ပါးကလည်းဒီကုသိုလ်တွေကိုနာလို့ပေါ်ရမယ်ဆိုလို့ရှိရင်သူလည်းဒီကုသိုလ်ကိုထပ်ပြီးထပ်နေရမှာပဲ။ဒါကြောင့်မို့မိမိတို့အနေနဲ့ဒီကုသိုလ်လာလည်းမိမိတို့ရဲ့ဘဝတန်တာအားကိုးရာအစစ်နဲ့ကုသိုလ်လာလည်းမိမိရဲ့ဘဝတန်တာတစ်ဆောက်မှာရပြီပါပဲ။ဒီစိဥစ္စာဝိတ္ထုလေးဆိုတာကအချိန်တန်ရင်ထားခဲ့ရတာပဲနော်။ကိုယ့်ရဲ့အပြေမြေတွေလည်းကိုယ့်စားထားခဲ့တဲ့ပစ္စည်းဥစ္စာတွေအိမ်နေချမ်းနေမထားခဲ့ရဘူးလားထားခဲ့ရတာပဲကိုယ်လည်းဒီတိုင်းမှာပဲပစ္စည်းဥစ္စာတွေချမ်းရံနေနောက်တစ်ချိန်မထားခဲ့ရမှာလားထားခဲ့ရမှာပဲထားခဲ့ရမှာပဲဒကမိုင်းတို့မှမဟုတ်ဦးစင်းတွေပုံကြီးတွေလည်းဒီတိုင်းပဲပြန်တော်မူသွားတဲ့အခါသူ့เจ้าနေသူ့တိုက်တာတွေသူ့ကားတွေအကုန်မထားခဲ့ရဘူးလားထားခဲ့ရတာပဲအစအရာဝတ္ထုမှန်သမျှဟာမမြဲဘူးတဲ့နော်လူဝေးပုဂ္ဂိုလ်လည်းမမြဲဘူးလူကံပုဂ္ဂိုလ်လည်းမမြဲဘူးလူဝဝိတ္တုလည်းမမြဲဘူးမြဲစေတတ်တာကကုသိုလ်တရားမြဲစေတတ်တာကဘာလဲကုသိုလ်တရားဒါကြောင့်မို့ယနေ့တရားကြီးတို့ကမိုင်းတို့မောင်နှမကကုသိုလ်တွေလာရောက်စီးပြန်အားထုတ်တယ်ကိုယ်ကိုယ်တိုင်စီးပြန်အားထုတ်ထားတဲ့စီးဖို့အားထုတ်ထားတဲ့ကုသိုလ်တွေကိုကိုယ့်ရဲ့အဖေအမေကိုအများတန်းပြီးပြီမယ်မရဏမေဒုဝင်ဇီဝိဓမ္မေအတုဝင်မရဏမေဒုဝင်မရဏသိခြင်းတရားတို့သည်ဒုဝင်ဉာဏ်ဉာဏ်လာပါ၏ခန္ဓာရတဲ့ပုဂ္ဂိုလ်တိုင်းနေရမှာလားသိရမှာလားသိရမှာဇီဝိဓမ္မေအတုဝင်ဇီဝိဓမ္တဲ့မရဏမေဒုဝင်မရဏမေဒုဝင်မရဏမေသိခြင်းတရားသည်ဒုဝင်ဉာဏ်ဉာဏ်လာတဲ့နော်ဇီဝိဓမ္မေအတုဝင်တဲ့ဇီဝိတံဆိုတာအဲ့ယုတ်တရားတန်တရားအဲ့ခန္ဓာကိုယ်ရအတုဝင်မမြဲမြံမှုလေနော်မမြဲတော့ဘာလို့မှာသိရမှာပေါ့
ဒါကြောင့်မို့အခုမြဲစေတတ်တဲ့ကုသိုလ်ကိုအကြောင်းပြုပြီးတော့ကောင်းမှုကိုပြုတယ်မြဲစေတတ်တဲ့ဘာဝနာကိုအကြောင်းပြုပြီးကောင်းမှုတွေပြုတဲ့အဲဒီကုသိုလ်ကကိုယ့်ဘဝတွေအားကိုးရအစစ်ပဲနေ့စဉ်ကိုယ်မှာအားကိုးရအစစ်ရအောင်အားထုတ်နော်ဆွမ်းလောင်းလာမှာမဟုတ်ဘူးဒီလိုတရက်တခါမှလာလူပေးတာလည်းမဟုတ်ဘူးကိုယ်အိမ်မှာရှိရဘုရားရှင်ရှိလိမ့်မယ်ဘုရားရှင်မှာတောက်တော်ရေးကမ်းမယ်တန်တော်ရေးကမ်းမယ်စွန်းတော်ကမ်းမယ်ဒါတွေမကမ်းနိုင်မှုထားလိုက်တော့ကိုယ်ရဲ့နေ့စဉ်မျက်နှာတက်တဲ့အခါမှာတရဏဂုံ၃ပါးဆိုပြီးမျက်နှာတက်ပါဒီလိုဆိုလို့ရှိရင်ကိုယ့်ဘဝတော့နေ့စဉ်လုပ်လိုက်တဲ့ကုသိုလ်လေးဟာကိုယ်အခက်အခဲဖြစ်လာလို့ရှိရင်ကိုယ့်အတွက်အားကိုးရအစစ်မှန်ပဲကျွန်တော်ဒီနေ့စဉ်မျက်နှာတက်ရနာတရဏဂုံ၃ပါးဆိုပြီးတော့မျက်နှာတက်ပါဒီမှန်တော့သစ္စာစကားကြောင့်ကျွန်တော်ကြုံတွေ့နေရတော့အခက်အခဲမှန်တယ်များပြေပြောက်ပါရစီသစ္စာဆိုရမယ်နော်ဒါရှင်းဝလည်းပဲသစ္စာရှင်းပဲနော်နွယ်မြတ်တဲ့ပင်ရှင်းပဲဝင်ဆိုတာဒီဥစ္စာသစ္စာစကားမှန်လို့ရှိရင်နွယ်မြတ်တဲ့ပင်တော့ရှင်းပဲဝင်နေနော်ဒါလေးကိုနှလုံးသွင်းရမယ်နော်တခါလေးတို့ကမိုင်းလို့ဒါကြောင့်မိမိတို့နဲ့ကိုယ်မှာအားကိုးရအစစ်ဖြစ်စေဖို့အားကိုးရအစစ်စီးစေဖို့ဆိုလို့ရှိရင်ငွေကြေးကုန်ကြစေများစွာလုပ်ကြည့်ရမလို့ကိုယ်မှာရှိတဲ့အာစိဏကံကုသိုလ်အမြဲတမ်းရှိနေဖို့လိုအပ်တယ်နော်ဆွမ်းလောင်းတာကိုမပြောလို့အစောလေးကတဏှာကုံပူဇော်တာတရားထိုင်တာတနည်းအားဖြင့်နေ့စဉ်ပဋိစိတ်တာနေ့စဉ်တောက်တော်ရကတ်ကုသိုလ်လေးတစ်မျိုးတော့နေ့စဉ်ရအောင်အားထုတ်နော်နေ့စဉ်အားထုတ်ထားတဲ့ကုသိုလ်ကကိုယ့်အတွက်အားကိုးရအစစ်ပဲနောက်ပဲဆိုခန္ဓာပြည့်တုံးတည်ဆုံးရတဲ့အခါကာမီမှာဆိုလို့ရှိရင်အဲ့ဒီကုသိုလ်လေးအောက်မေ့ပြီးတည်ဆုံးမယ်ဆိုလို့ရှိရင်အတေတကားပိတ်တဲ့ကုသိုလ်ကောင်းမှုကြောင့်နော်ကုသိုလ်ကောင်းမှုကြောင့်ကောင်းတဲ့ဒုက္ခတွေကိုရောက်ရမယ်ဒီလိုဆိုလို့ရှိရင်ကိုယ့်ကုသိုလ်ကကိုယ့်တို့အားကိုးရမရဘူးလားအားကိုးရရောက်သွားပြီဒါဆိုလို့ရှိရင်ဒုဒကာကြီးတို့ဒကာမကြီးတို့မိမိရဲ့အားကိုးရအစစ်ကိုရအောင်ကျိုးစားကွေအားထုတ်နိုင်ကြပြီလည်းကလားမိမိတို့ရဲ့ကုသိုလ်အဖို့ဘာကကိုမြင့်တဲ့မြင့်ပြီးနဂါလနိဗ္ဗာန်ကိုဝင်ဆံအောင်အားထုတ်နိုင်ကြ၏ပြုတော်ကောင်းများဖြစ်ကြပါစေကုန်